ကဲအချင်းဆွဲမနေပဲတိုင်းရိုက်ပဲဆက်လိုက်ကြရအောင်ဗျာဒီနေ့ရှင်းလင်းတင်ကြားချက်လေးမှာ Outlier by Service ကနေလက်တော့ထုတ်ပြန်ထားတဲ့ calculus ရဲ့တကယ်တဘောတဘာဝနဲ့အသုံးဝင်ပုံတွေအကြောင်းအတူတူလေ့လာသွားကြမယ်တင်ကြားဘာသာရဲ့ထွေထဲမှာလူကြောက်အများဆုံးဖြစ်တဲ့ဒီဘာသာရဲ့တကယ်အနှစ်သာရကိုတေချာလေးပုံဖော်ကြည့်ကြတာပေါ့ဒီချက်လက်လေးကတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ကောလိပ်ဝင်ခွင့်ရရှိ89ရာခိုင်နှုန်းကအထက်တန်းကျောင်းမှာ calculus သင်ယူခဲ့တာကိုအနာဂတ်ပညာရေးအောင်မြင်မှုအတွက်တိုက်ရိုက်ညွှန်းကိန်းတစ်ခုအနေနဲ့မြင်နေကြတာဗျာစဉ်းစားကြည့်လေဒီဘာသာရဲ့ကိုဖျက်တမ်းရတာဟာကျောင်းသားတွေအတွက်ကောလိပ်မှာအောင်မြင်နိုင်ခြေကိုဘလောက်တောင်မြင့်တက်သွားစေတယ်လဲဆိုတာဒီကိန်းကနန်းကရှင်းရှင်းလင်းလင်းကြီးတက်သေးပြနေတာပေါ့ဒါမဲ့ဒီလောက်နဲ့တင်ပြီးမသွားဘူးနော်နောက်ဆက်တွဲအနေနဲ့ကြီးမယ်ဆိုရင်အဲ့ဒီရရှိရဲ့ထက်ဝက်နီးပါတိတိကျကျဆို49ရာခိုင်နှုန်းကဒီတင်ရိုးကိုမတင်ယူခဲ့ဘူးဆိုရင်အနာဂတ်ပညာရေးရွေးချယ်ခွင့်တွေကိုအမှန်တကယ်ကန့်တက်ပြစ်လို့ချက်သွားမယ်လို့ယုံကြည်နေကြတယ်။ဒါကြောင့်ကဲခုလက်ဆိုတာရွေးချယ်စရာဘာသာရဲ့တသက်မဟုတ်တော့ပဲအစင်းမပညာရေးအတွက်တောချက်တကူလို့ဖြစ်နေပြီဆိုတာသိတာပါတယ်။နာမည်ကြီးတဲ့လောက်ခက်ခဲလာတယ်လို့ထင်ရပြီမဲ့တကယ်တမ်းကဲခုလက်ရဲ့အတိတ်ပဲကိုကြည့်လိုက်ရင်အရာဝတ္ထုတွေဘလို့ရွေ့လာပြီးအစမပြတ်ဘလို့ပြောင်းလဲတိုးတက်လာတယ်လဲဆိုတာကိုနားလည်ဖို့အတွက်အခြေခံအကျဆုံး engine ခန်းတစ်ခုလိုပဲမှတ်သားထားမှာပါပုံတွေရတတ်နေတဲ့အရာလေးကိုတွက်ချက်နေတာမျိုးမဟုတ်ဘူးလေအမြဲတမ်းပြောင်းလဲလှုပ်ရှားနေတဲ့လောကကြီးရဲ့တဘာဝကိုတက်တက်ကြွကြွတွက်ချက်ပေးနေတဲ့ပညာရဲ့တစ်ခုပါကဲဒီသင်ရပညာရဲ့ကြီးဘလို့အလုံးလုံးတယ်လဲဆိုတာပုံမြင်သာတော့အောင်သူ့ရဲ့အဓိကမန်တိုင်ကြီးနှစ်ခုကိုရှင်းကြည့်အောင်ချက်ချင်းခေပေါ်နေတဲ့ပြောင်းလဲမှုနှုန်းတွေဒါမှမဟုတ်မြင်းကွဲတွေရဲ့စင်ကြယ်လောတွေကိုတိုင်းတာတဲ့ပြောင်းလဲနှုန်းရှာဖွေခြင်းdifferentiation ကတစ်ဖက်အဲ့ပြောင်းလဲနေတဲ့ပမာဏတွေအချိန်တည်းအမြတ်ဘယ်လိုစုပုံလာတယ်လဲဆိုတာကိုပြန်တွက်ချက်ပေးတဲ့စုပေါင်းခြင်း integration ကတစ်ဖက်ပေါ့အလွယ်ပြောရရင်တစ်ခုကအပြောင်းလဲကိုတိုင်းတာတယ်နောက်တစ်ခုကစုဆောင်းမှုကိုတိုင်းတာတယ်လို့မှတ်ယူလို့ရပါတယ်တမိုင်းကြောင်းကိုနည်းနည်းလေးပြန်ကောက်ကြည့်မယ်ဆိုတော့အတော်လေးအံ့သောစရာကောင်းတာတွေ့ရမယ် Greek အရှေ့အလယ်ပိုင်းအိန္ဒိယနဲ့ကျုပ်နိုင်ငံတွေကနေအစပြုခဲ့တာတွေဟာ18ရာစုရောက်တော့စအိုင်းဆက်နျူတန်ကကန့်သက်ချက် limits တွေနဲ့ရွှေ့လျားမှုတွေအပေါ်အာရုံစိုက်ပြီးပုံဖော်ခဲ့တယ်။စိတ်ဝင်စားစရာကောင်းတာကတစ်ချိန်တည်းမှာပဲ Gottfried Wilhelm Leibniz ကလည်းမရှိမဖြစ်လို့အတသင်္ကေတတွေကိုတိကျစီတီထွင်ဖန်တီးခဲ့တာပါပဲ။အဲဒီနောက်ပိုင်းရာစုနှစ်တွေရောက်မှ Eulerနဲ့ကိုချီတို့ကဒါတွေကိုပုံမပြည့်စုံအောင်မွမ်းမံပေးခဲ့ကြပြီးကျွန်တော်တို့ဒီနေ့ခေတ်ထုံးနေတဲ့အသွင်တန်တန်ကိုရောက်လာခဲ့တာပါဒီနေရာမှာအရေးကြီးဆုံးအခြေအဆက်လေးတစ်ခုရှိတယ်အဲ့ဒါကတော့ဒီတစ်ခုတည်းသောအခြေခံ theorem ကြီးကတီးခြားစီလို့ထင်ရတဲ့ဖြောင်းလဲမှုကိုတိုင်းတာခြင်းနဲ့စုပေါင်းမှုကိုတိုင်းတာခြင်းဆိုတဲ့သဘောတရားနှစ်ခုကိုပြောင်းပြန်ဖြစ်စဉ်နေအနေနဲ့ချိတ်ဆက်ပေးလိုက်တာပါပဲဒီလိုချိတ်ဆက်လိုက်တာဟာ AR နာသင်္ချာစွမ်းအားကြီးတစ်ခုကိုတကားဖွင့်ပေးလိုက်တယ်လို့ပါပဲဒီဆက်ဆက်မှုကပဲ ကေကူလက်ကိုအစွမ်းအထက်ဆုံးကိရိယာတစ်ခုအဖြစ်ဖြောင်းလဲပေးခဲ့တာပေါ့တကယ်လို့များဒီတင်ချာဘာသာစကားကိုတေချာနားလည်ချင်တယ်ဆိုရင်သူရဲ့တီးတန့်ဝဟာလာတွေကိုသိထားဖို့လိုတာပေါ့ပြောင်းလဲနေတဲ့ပမာဏတွေကိုကိုစားပြုတဲ့ပြောင်းလဲကိန်း variables တွေပုံသေးဖွင့်နေတဲ့ကိန်းတွေ constant တွေဆက်စပ်မှုတွေကိုဖော်ပြတဲ့ functions တွေနဲ့ fx လိုမျိုးတိကျတဲ့သင်္ကေတတွေဟာဒီဘာသာစကားရဲ့အခြေခံအခရာတွေပါပဲဒါပြင် function တွေကသတ်မှတ်ထားတဲ့အမှတ်တွေနာကတ်သွားတဲ့အခါဘယ်လိုပုံစံမျိုးပြောင်းလဲသွားလဲဆိုတာကိုအသေးစိတ်ဖော်ပြတဲ့ limits တွေကိုပါဆက်နားလည်ထားမှအခြေခံအုတ်မြစ်ပို့ခိုင်းမှမှာဖြစ်ပါတယ်အခြေခံသဘောတရားတွေအနေနဲ့ထပ်ချဲ့ပြီးကြည့်အောင်ဒီမူပေါင်းဟာတစ်ချိန်တည်းမှာပြောင်းလဲနေတဲ့အချက်လက်များစွာကိုကိုင်းတွေဖြည့်ရှင်းပေးတဲ့မျိုးစုံပြောင်းလဲကိန်းပါ calculus multivariable calculus နဲ့ရှုပ်ထွေးတဲ့ခန့်မှန်းတွက်ချက်မှုနည်းလမ်းတွေအတွက် algorithm တွေကိုအားကိုးရတဲ့ကိန်းဂဏန်းဆိုင်ရာ calculus numerical calculus တွေအထိကျေပြန့်တော့ပါတယ်လွယ်လွယ်ပြောရရင်တော့တကယ်လက်တွေ့ကဘာကကြီးမားကျေပြန့်တဲ့ရှုပ်ထွေးမှုတွေကိုဖြည့်ရှင်းဖို့လိုအပ်တဲ့အစစ်မြစ်နည်းလမ်းတွေစီတွားတာပေါ့ဒီနေရာမှာ theory ဆန်တဲ့တင်ချတက်တက်ကနေလက်တွေ့ကြကြကြိုတင် Hawking ထုံးနိုင်တဲ့အဆင့်အထိဘလို့ကူးပြောင်းသွားတယ်လဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါ calculus ဟာပြောင်းလဲမှုနှုန်းတွေကိုခံမှန်းဖို့အကောင်းဆုံးမူပေါင်းတစ်ခုပေးစွမ်းနိုင်တယ်ဆိုတော့ကဒီကိရိယာကိုသုံးပြီးရှုံထွေးလာတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်အောင်တမကပဲအနာဂတ်ရလဒ်တွေကိုပါကြိုတင်မှန်းဆနိုင်တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်လာရတာပါပဲလက်တွေ့ကဘာမှာဘလို့သုံးနေကြလဲဆိုတာခြုံငုံကြည့်လိုက်ရင်ပိုတောင်အံ့တော်ဖို့ကောင်းသေးတယ်ရူပဗေဒပညာရှင်တွေကဒုံးပြန်လမ်းကြောင်းတွေကိုတွက်ချက်တာကနေစလို့ဇီဝဗေဒပညာရှင်တွေလူဦးရေပြောင်းလဲမှုတဘာဝတွေကိုပုံဖော်တာဘောဂဗေဒပညာရှင်တွေ marginal ကုန်ကြစိတ်ကိုစမ်းစစ်တာတွေရှိမယ်ဒါဒီမကတည်းမို့ကွန်ပျူတာသိပ္ပံပညာရှင်တွေဆိုရင်လည်းရှုပ်ထွေးလိုက်ဆက်တင်ယူမှု machine learning algorithm တွေကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တဲ့နေရာတွေမှာတွင်ကြဲကြဲကိုအသုံးပြုနေကြတာပါ
ဒါဟာသူ့ရဲ့ခြေပြန့်လာတဲ့အသုံးဝင်မှုကိုထပ်ထည့်ပြနေတာပါပဲ engineer နဲ့ပဲမှာသုံးတာကတော့တိတ်မဆန်းမှုတော့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့စဉ်းစားကြည့်ဗျာဒီအစစ်မပြတ်ပြောင်းလဲမှုဆိုတဲ့တူညီတဲ့အခြေခံမှုတွေကိုပဲစာရေးပညာမှာဖြစ်နိုင်ကြတယ်ဖြော်မှန်းတန်ဖို့တွေတွက်ချက်ဖို့အသုံးပြုရုံနာမကပဲအမှုပညာနဲ့ဂီတ theory တွေထဲကနည်းနည်းတဲ့ဒီ soft ပုံတွေကိုဖော်ထုတ်တဲ့နေရာမှာပါတက်ကြွအသုံးချနေကြတယ်ဆိုတာသိတာလားလုံးဝကိုအန်တော့ဖို့ကောင်းလာပါတယ် calculus ရဲ့ဆွဲဆောင်ရနိုင်ဆုံးကတကယ်ကိုအမခံပါပဲ ဒီနေ့ရှင်းလင်းတင်ပြချက်လေးကိုမှဆုံးသတ်ခင်မှာဒီတင်ကြားကိရိယာရဲ့အဆုံးစားမရှိတဲ့အလားအလာတွေကိုခဏလောက်စဉ်းစားကြည့်စေချင်တယ်ကယ်ကူလက်ကအစမတည်းပြောင်းလဲမှုတွေအပေါ်အခြေခံပြီးရလဒ်တွေကိုခံမဲပေးနိုင်တဲ့အကောင်းဆုံးမှုပေါင်းတစ်ခုဖြစ်တဲ့ဆွဲစဉ်းစားကြည့်ပါလာမယ့်နှစ်တွေမှာစัจ jola ကြီးရဲ့ဘလိုမျိုးနဲ့ဆိုင်ပြီးရှုပ်ထွေးတဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့လူဝက်ချက်တွေကိုသူကထပ်ပြီးဖော်ထုတ်ပေးအောင်မလဲဆိုတာအားလုံးပဲဆက်လက်တွေးတောကြည့်ကြဖို့ခြံထားဟစ်ထည့်ပါစေ